ကြက်ခောက်ဆွဲကြော်90နဲ့မှ3ပွဲတန်ကတော့53ပါအားမနက်အာယုံစွန်လောင်းလူတဲ့အလူမတ်တန်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာစကိုင်းတိုင်းဒေသကြီးတန့်စင်မြို့နယ်ညံသာကြီးရွာမှာလွန်ခဲ့သော6နှစ်ခန့်ကကွယ်လွန်သူဖခင်ကြီးဦးကြည်ဝင်းအားရည်စူး၍တမီမတ်တင်မာမြင့်မှာလှူဒန်းတာဖြစ်ပါတယ်ကြက်ခောက်ဆွဲကြော်ပွဲ90အော်ရာမာဦးထတာကိုလက်ဆောင်3ပွဲနဲ့53ပွဲကြော်လော်ချက်ပြုတ်ပြီးတော့အလူရှင်မိသားစုရဲ့ကိုစားမနက်အာယုံစွန်လောင်းလူပေးတာဖြစ်ပါတယ်ဗျာတန်ဂတာဒီမနိဗ္ဗာန်တဟောရိညာဏတပစ္စယောဟောတုတန်ဃာရောအရှင်မြတ်53ပါးတို့အားမွန်မြတ်လှစွာသောခောက်ဆွဲကြော်စွမ်းခဲဘွယ်ဘောဇင်တို့ကိုကွယ်လွန်သူဖခင်ကြီးဦးကြည်ဝင်းအားကောင်းကျိုးချမ်းသာရမှုရည်စူးပြု၍သမီးမတ်တင်မာမြင့်မှာနိဗ္ဗာန်ရည်မှန်းစက္ကလူရန်ကြပါ၏အရှင်ဘုရားဣဒံနောပုံညံနိဗ္ဗာနတဟောရိညာဏတပစ္စယောဟောတုဤကောင်းမှုသည်ဒုက္ခခတ်သိချုပ်ငြိမ်းရာအမှန်ယနိဗ္ဗာန်ဤဟောရိညာဤအကြောင်းထောက်ပအပန့်ဖြစ်ပါစေသာရှင်ဘုရားဣမံပုံညပါကံသဗ္ဗတတ္တနံမယံဘာစေမကျွန်ုပ်တို့ယနေ့ယခုပြုသမျှသောဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုအစုစုဤအဖို့ဘာကကိုအထူးအားဖြင့်ဘဝတပါပြောင်းသွားကွယ်လွန်သောအနန္တဂုဏ်၏ကျေးဇူးရှင်ဖခင်ကြီးဦးကြည်ဝင်းအားကုသိုလ်အမြတ်ပေးဝေငှပါကုန်၏ကုသိုလ်အမြတ်ပေးဝေငှပါကုန်၏ဂုဏ်ကျေးဇူးအထူးရှိကြပေကုန်သောအသက်ထင်ရှားရှိမရှိဖြစ်ကြပေကုန်သောမိဘဘိုးဘွားဆရာသမားဆွေမျိုးများနှင့်ကိုယ်ဆောင်နှံများအိမ်ဆောင်နှံများကျောင်းဆောင်နှံများဘုရားစေတီတော်ဆောင်နှံများအလုတ်ခွင်ဆောင်နှံများရက်ကွယ်ဆောင်နှံများမြို့ရွာဆောင်နှံများသာသနာတော်ဆောင်နှံများလောကပါဠနှံများအစာထား၍နတ်တို့တနင်းတရားမင်းငရဲတနင်းယမမင်းရေမြေတနင်းဆိုရမင်းနှင့်တကွာ30ဘုံ၌ကျင်လေကြကုန်သောဒုက္ခိတဝိနေယတတဝါအနန္တတို့အားကုသိုလ်အမြတ်ပေးဝေငှပါကုန်၏ကျွန်ုပ်တို့နှင့်အတူတကွာကုသိုလ်အမြတ်ရကြ၍ကိုယ်စိတ်နှပြချမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ပါစေသော
ကုသိုလ်အမြတ်ပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ပြုတော်မူကြပါကုန်လောသာ